octopus ရေပွဲချက်စားကြမယ်နော်ရေပွဲရလေမာတဲ့သဘောရှိလို့ပေါင်းအုပ်ထဲမှာပေါင်းနေတော့တစ်ဖက်မှာရေသီးချက်သွန်းနေထောင်းနေတာပေါ့နော်ရေပွဲအနုကိုစောင့်နေတော့ရေသီးချက်သွန်းထောင်းလာတာရဲ့ပန်းငရုတ်ပွားရဲ့ပြီးတော့ပင်စိမ်းရဲ့ပေါ့နော်ဒီမှာလာပြီးတော့စီကျိုးတက်ဆင်ထားတာပါဒီဘွဲစင်တဲ့ဖြစ်ဆိုတော့ဆရာကအဆုံးဆက်ပြီးတော့ဆက်ဖြစ်နေတယ်シャフは1です。你不是写趁你要去买？味は最高。美味しそう。醤油。醤油は少しだけ入れる。味はどうですか？美味しい。最高です。うまい。မကြီးရေပါနော်မကြီးအနှစ်ပါနော်မကြီးအနှစ်美味しい。